တားဖြစ်သူဟာအလုံးမရှာပဲတစ်ချိန်လုံးဗီဒီယိုဂိမ်းတွေပဲစော့နေလို့ဖခင်ဖြစ်သူမှာစိတ်ပြက်လွန်းတာကြောင့်မခံမရပ်နိုင်ဖြစ်ပြီးတားဖြစ်သူရဲ့အခန်းထဲကိုဝင်ကဂိမ်းဆက်ကိုရိုက်ခွဲပစ်လိုက်ပါတယ်။အဖေဖြစ်သူဟာဂိမ်းဆက်ကိုရိုက်ခွဲပြီးတာနဲ့အခန်းထဲကနေထွက်သွားပြီးကြံရစ်ခဲ့တဲ့သားကတော့ငိုနေရပါတော့တယ်။ဂိမ်းဆက်ရိုက်ခွဲခံရတာမို့တားဖြစ်သူဟာအယမ်းကိုဒေါသထွက်သွားပြီးဖခင်ရဲ့စကုတ်တီးဆိုင်ကယ်ကိုတငယ်ချင်းဖြစ်သူနဲ့ရိုက်ခွဲကပြန်လည်လက်စားချေလိုက်ပါတယ်။ဖခင်ဖြစ်သူဟာသူ့ရဲ့စကုတ်တီးရိုက်ခွဲခံလိုက်ရတာကိုတွေ့ရတဲ့အခါမှာတော့အံ့အားသင့်သွားပြီးသူကိုယ်တိုင်ကမကောင်းတဲ့နည်းလမ်းနဲ့ကြမ်းတမ်းစွာနဲ့အရင်တင်ပေးမိတယ်ဆိုတာကိုနားလည်သဘောပေါက်သွားပါတယ်။ဒါကြောင့်သူစုထားတဲ့ပတ်စံနဲ့တားဖြစ်သူကျေနပ်သွားအောင် Nintendo Switch ဂိမ်းဆက်အသစ်ဝယ်ပေးပြီးသူ့ရဲ့အမှားကိုဝန်ခံတောင်းပန်လိုက်ပါတယ်။နှစ်အနည်းငယ်ကြာလာတဲ့အခါမှာတော့တားဖြစ်သူဟာဖခင်ဖြစ်သူရဲ့မေတ္တာတရားကိုနားလည်လာပြီးအလုတ်ကနေရရှိထားတဲ့ပတ်စံလေးနဲ့အဖေဖြစ်သူကိုမော်တော်ဆိုင်ကယ်အသစ်တစ်စီးဝယ်ပေးလိုက်ပါတယ်။ဖခင်ဖြစ်သူကတားဖြစ်သူအခုလိုရင့်ကျက်လာပြီးလူကောင်းဖြစ်လာသည့်အတွက်အလွန်ဝမ်းသာဂုဏ်ယူခဲ့ပါတယ်